အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ sharing လုပ်မယ့် lesson လေးကတော့ review lesson 22ပဲဖြစ်ပါတယ်ဒီမှာမင်္ဂလာနံနက်ခင်းပါလို့ပြောချင်တဲ့အခါဆိုကြလို့ရှိရင်ကြောင်ဆန့်ဆိုနံနက်မင်္ဂလာနံနက်ခင်းတော့မဟုတ်ဘူးပေါ့နော်မနက်ပိုင်းကိုကြောင်ဆန့်လို့ခေါ်တယ်အဲ့ဒါကဘယ်ချိန်နဲ့ဘယ်ချိန်လောက်ဖြစ်မလဲဆိုတော့7ကနေ before 12ဖြစ်ပါပေါ့နော်အဲ့ဒါကိုကြောင်ဆန့်လို့ခေါ်တယ်အဲ့ပြီးလို့ရှိရင်上午ဆိုတာကဒီ12နာရီကနေ1နာရီ2နာရီ3နာရီလောက်အကြာပေါ့အဲ့ဒါကို上午လို့ခေါ်မယ်中午ဆိုတာလည်းအဲ့လိုမျိုးပဲနေ့လယ်1 to around 4 to 5အဲ့ဒါကို中午လို့ခေါ်မယ်下午ကျတော့ after 6 p.m. လောက်ဖြစ်မှာပေါ့နော်အဲ့ပြီးလို့ရှိရင်晚上ကျတော့လုံးဝညပိုင်းဖြစ်သွားပြီပေါ့7နာရီ9နာရီအဲ့နောက်ပိုင်းလေးဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုကျတော့晚上လို့ခေါ်တယ်ဒီဟာတွေကအရင်တုန်းကတည်းက sharing လုပ်ပြီးသားတွေဖြစ်တယ်အဲ့ဒါကိုမှ review ပြန်လုပ်တာပေါ့နော်ပြန်နှိပ်ပေးတာဖြစ်ပါတယ်ဒီယတတပတ်ဆိုတာဒီတစ်ပတ်တို့နှစ်ပတ်တို့အဲ့လိုမျိုးဒီတစ်ပတ်အတွင်းထဲမှာဘယ်လိုပြောမလဲဒီအပတ်နောက်တစ်ပတ်အဲ့လိုမျိုးယတတအပတ်တွေကိုလေခေါ်တာအဲ့ဒါကို Chinese လို့ခေါ်တာက星期လို့ခေါ်ပါတယ်ယတတပတ်ကို星期တနေ့လာနေ့ကိုကြတော့星期一ဖြစ်သွားတယ်အင်္ဂါနေ့က星期二ရိုးလေးပဲမှတ်လိုက်ရင်တော့လွယ်တာပေါ့နော်တနေ့လာ1ရက်နေ့ဖြစ်တယ်လေအဲ့တော့ e နဲ့သုံးတယ်အင်္ဂါ2ရက်နေ့ဖြစ်တဲ့အတွက်2နဲ့သုံးလိုက်တယ်အဲ့လိုပဲဗုဒ္ဓဖူဆိုရင်စံကြာသပတေးဆိုရင်စစ်တောက်ကြဆိုလို့ရှိရင်ဟူစနေဆိုလို့ရှိရင်လျှို့ဒါပေမဲ့တနင်္ဂနွေမှာကျတော့ချီလို့မသုံးမဲ့နဲ့သူကြတော့星期天ဆိုပြီးတော့သုံးလိုက်ပါတယ်အဲ့ဒါလေးကတော့လွဲသွားတာပေါ့နော်ပြန်ပြီးတော့တစ်ခေါက်ထပ်ပြောမယ်နော်ယတတပတ်တွေကို星期လို့ခေါ်တယ်တနင်္လာ星期一အင်္ဂါ星期二ဗုဒ္ဓဟူ星期三ကြာသပတေး星期四တောက်ကြ星期五စနေက星期六တနင်္ဂနွေက星期天ဒီတစ်ပတ်ဒီယတတပတ်ကို星期လို့သုံးတာကိုအဲ့ဆိုဒီတစ်ပတ်ဆိုလို့ရှိရင်ဒီဟာဒါလို့ပြောလို့ရှိရင်ကြက်ကဲလို့သုံးတယ်လीနော်ကြက်ကဲအဲ့တော့ဒီတစ်ပတ်ဆိုတော့星期ကြက်ကဲ星期ကဒီတစ်ပတ်လွန်ခဲ့သောအပတ်ကဆိုလို့ရှိရင်စံဒီလွန်ခဲ့သော last time တို့ဒီအပေါ်မှာတို့ဆိုတဲ့အသုံးနှုန်းကြရင်ဒီစံလေးနဲ့သုံးပါတယ်上个星期ဒါမှဒီကက်လေးတွေကိုမထည့်ပဲနဲ့上星期လို့လည်းသုံးလို့ရတယ်上个星期လို့လည်းသုံးလို့ရတယ်နော်များသောအားဖြင့်တစ်ခါကြီးကြားလို့ရှိရင်上星期လို့ပဲသူတို့သုံးတတ်တယ်ဒါပေမဲ့ကက်ပါလဲကောင်းတယ်ပြောလို့ရတာပေါ့နော်နောက်တစ်ပတ်ဆိုတာက下个星期နောက်ပြီးတော့ဒီကက်ကိုမထည့်ပဲနဲ့下星期လို့လည်းသုံးလို့ရပါတယ်အပတ်တိုင်းကျတော့每个星期ဒီကက်လေးတွေကိုလေမထည့်လဲရတယ်ထည့်လဲရတယ်ဒါပေမဲ့ထည့်တော့ဆိုရတာပို့ပြီးတော့လွယ်ကူတာပေါ့နော်မထောက်တော့ဘူးပေါ့每星期လို့လည်းသုံးလို့ရတယ်每个星期လို့လည်းသုံးလို့ရတယ်ဒီတစ်ပတ်လုံးကျတော့讲个ဒီမှာကျတော့讲星期လို့မသုံးတော့讲个星期လို့သုံးမယ်နော်ဒါကကျတော့ကဲထည့်ဖို့ထည့်မှရတယ်တစ်ပတ်လုံးကျတော့讲个星期တစ်ပတ်ဆိုတာကတစ်ပတ်နှစ်ပတ်သုံးပတ်အဲ့လိုပြောတဲ့ဟာကိုပြောတာနော်တစ်ပတ်ဆိုလို့ရှိရင်一个星期ကျတော့နှစ်ပတ်ဆိုလို့ရှိရင်ဒီ一ရဲ့ညမှာပြောင်းလိုက်မယ်二个星期二个星期နဲ့တော့မသုံးဘူး两个星期ဆိုပြီးသုံးမယ်နော်အဲ့ကြလို့ရှိရင်3ပတ်4ပတ်5ပတ်ဆိုရင်3 4 5အဲ့လေးတွေ follow လုပ်လို့မယ်ပေါ့နော်ကျွန်တော်နဲ့မေမေဈေးသွားတယ်ဆိုရင်ကျွန်တော်က我မေမေက妈妈နှစ်ဆိုတာက her 我 her 妈妈သွားတီက去ဈေးကြတော့是去
称ရေးသွားတာ我和妈妈sorry her မဟုတ်နော်နှစ်တန်ဆို her 我和妈妈去市城ငါနဲ့ငါအမေရေးသွားတယ်妈妈给我买英语书妈妈အမေကလေ给ဆိုတာကပေးတယ်我买ဒီမှာကြတော့ဒီငါ့ကိုဝယ်ပေးတယ်ဆိုလို့ရှိရင်ဒီ给我买နဲ့တုံးတာပေါ့နော်ငါ့ကိုဝယ်ပေးတယ်ဘာဝယ်ပေးလဲဆိုတော့英语书ဆိုတာစာအုပ်英语ဆိုတာကအင်္ဂလိပ်စာစာအုပ်ဝယ်ပေးတယ်妈妈给我买英语书အမေကငါ့ကိုအင်္ဂလိပ်စာအုပ်ဝယ်ပေးတယ်妈妈问我问ဆိုတာက question လုပ်တာမေးတာ妈妈问我အမေကငါ့ကိုမေးတယ်你想ဆိုတာကone to နဲ့အဓိပ္ပာယ်တူတယ်ချင်းဒီလို့အဓိပ္ပာယ်ရတာပေါ့နော်吃ဆိုတာစားတာ什么ဆိုတာပါလဲပေါ့ဘာစားလဲပေါ့မေးတာပေါ့နော်妈妈问我你想吃什么အမေကငါ့ကိုမေးတယ်နင်ဘာစားချင်လဲလို့我ဆိုတာငါ想ဆိုတာကချင်တယ်想吃ဆိုတာစားချင်တယ်冰淇淋ဆိုတာကရေခဲမုတ်ကိုပြောတာဖြစ်ပါတယ်我想吃冰淇淋ငါရေခဲမုတ်စားချင်တယ်我问妈妈我问ဆိုတာမေးတယ်妈妈ငါအမေကိုမေးတယ်今天ဆိုတာဒီနေ့မနက်ဖြန်ဆိုရင်明天မနေ့ကဆိုရင်后天အဲ့လိုမျိုးသုံးပါပါနော်sorry မနေ့ကဆိုရင်昨天မနက်ဖြန်တစ်ပတ်ခါဆိုရင်后天နဲ့သုံး今天ဆိုတော့ဒီနေ့ဒီကျိုးဆိုတာကချက်ပြုတ်တာ什么ဘာချက်လဲဒီနေ့ဘာချက်လဲပေါ့နော်သူကအမေကိုမေးလိုက်တာ我问妈妈今天做什么ဒီနေ့ဘာချက်လဲအမေလို့ငါအမေကိုမေးခဲ့တယ်妈妈问အမေကသူ့ပြန်မေးတာပေါ့你想吃什么肉ဆိုတာကအသားကိုပြောတာနင်你想吃အခုဒီတစ်ပတ်မှာတော့ဒီရှန်နေနဲ့သုံးသွားတယ်နော်ချင်းဒီစားကျင်တာလုပ်ချင်တာအဲ့ဒါမျိုးသုံးဖို့အတွက်ဒီရှန်လေးတွေကိုထည့်သုံးသွားတာဖြစ်ပါတယ်你想吃ဆိုတာနင်ဘာစားချင်လဲ你想吃စားချင်တယ်什么ဆိုတော့ဒီမေးခွန်းဖြစ်သွားပြီနင်ဘာစားချင်လဲပေါ့ 肉ဆိုတာအသားနင်ဘာအသားစားချင်လဲလို့မေးတာပေါ့နော်妈妈问你想吃什么肉နင်ဘာအသားစားချင်လဲ我想吃猪肉我想吃ဆိုတာငါစားချင်တယ်猪肉ဆိုတာကဝက်သားကိုပြောတာကြက်သားဆိုရင်ကြီး肉ဘဲသားဆိုရင်ယာ肉အဲ့လိုမျိုးလေးသုံးသွားမှာပေါ့နော်我想吃鸡肉我想吃猪肉ဝက်သားစားချင်တယ်ကြက်သားစားချင်တယ်我们回家了我们ဆိုတာငါတို့ဝေးဆိုတာကပြန်တယ်ကြားဆိုတာကအိမ်လဆိုတာဒီလို့အဓိပ္ပာယ်ရ我们回家了ငါတို့အိမ်ပြန်လာခဲ့ပြီအိမ်ပြန်ရောက်တော့ဘာလုပ်လဲအိမ်ပြန်ရောက်တော့မမကြော့ဆိုတာလုပ်တာဖန်ဒီမှာကြာကြိုမဟုတ်တော့ဘူးเนาะကြော့ဖြစ်သွားပြီကြိုဆိုတာချက်ပြုတ်တယ်ကြော့ဆိုတာလုပ်တယ်မမကြော့ဖန်ဆိုရင်မမချက်ပြုတ်တယ်的时候的ဆိုတာက时候အမေ时候ဆိုတာကလေအမေချက်ပြုတ်နေတဲ့အချိန်မှာပေါ့နော်ဒီတဲ့ဆိုတာတဲ့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်တဲ့အနိုင်မှာတင်ဝဲတဲ့အဲ့လိုမျိုးအသုံးလုံးလေးနဲ့သုံးတာပေါ့妈妈做饭的时候အမေချက်ပြုတ်နေတဲ့အချိန်မှာ我看书ငါကစာအုပ်ကြည့်နေတယ်做完ဆိုတာကလုပ်ပြီးတာဝမ်းဆိုတာပြီးတာပေါ့နော်做完作业ဆိုတာ homework အိမ်စာဟုတ်ဒီနောက်အဓိပ္ပာယ်ရပါတော့做完作业后အိမ်စာလုပ်ပြီးတဲ့နောက်မှာ我看电视ငါTV ကြည့်တာပေါ့妈妈说可以吃了
可以说亚比吃说啥的拉说比啥路亚比妈妈说可以吃了啥路亚比路阿妹ပြောတယ်我们ငါတို့一家人一家ဆိုတာတအိမ်လုံး一家人ဆိုတာတအိမ်သားလုံးပေါ့နော်ငါတို့တအိမ်သားလုံးက吃午饭午饭ကညနေစာပေါ့နော်ညနေစာ晚饭ကညစာနေ့လယ်စာညနေစာအဲ့လိုမျိုးသုံးပါပေါ့နော်နေ့လယ်စာပေါ့ထားလိုက်ပါတော့နေ့လယ်စာစားတယ်我们一家人吃午饭ငါတို့တအိမ်သားလုံးနေ့လယ်စာစားကြတယ်我喜欢ဆိုတာကြိုက်နှစ်သက်တယ်妈妈煮ဆိုတာချက်ပြုတ်တာခုနကကြော့ကကြတော့ဒီထမင်းတွေဘာတွေကိုချက်တာကြတော့ကြော့ဖန်နဲ့သုံးတယ်နော်ဒီချက်တယ်လို့အတိတ်ပဲသုံးချင်ဂျိုနဲ့သုံးတယ်我喜欢妈妈煮的妈妈煮的ဆိုတာအမေချက်တဲ့ကျူး肉သူကအမေကိုကျူး肉ချက်ခိုင်းတာကိုသူအမေချက်တဲ့ကျူး肉ကိုသူကအရင်ကြိုက်နှစ်သက်တယ်တဲ့我喜欢妈妈煮的猪肉ငါအမေချက်တဲ့ဝတ်သားကိုကြိုက်တယ်ဒီတစ်ပတ်သင်ခန်းစာလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာဒီ season ရာသီဥတုနဲ့ထည့်ထားတဲ့ပုံလေးတွေကတော့ match မဖြစ်နေဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါလေးကိုသိခံပြီးကျေးဇူးပေးပါအားလုံးကျေးဇူးတင်ပါတယ်